ဒါကတော့မရတရားရဲ့အရေးပါသူထိသမျှအရာအားလုံးချက်ချင်းပဲတေချေပျက်စီးသွားတယ်သူငယ်ချင်းဖြစ်ချင်တဲ့ငှက်လေးတစ်ကောင်နဲ့တွေ့တယ်ဒါပေမဲ့သူထိလိုက်တာနဲ့ငှက်လေးတည်သွားတယ်အိုမင်းနေရဲ့ဝင်မက်လွေကြီးတစ်ကောင်ကိုလည်းပြစ်ကျင်ခဲ့တဲ့သူကလည်းငင်းငင်းချမ်းချမ်းအနေဆရောက်သွားတယ်နေတိုင်းသူတယောက်တည်းတောထဲမှာလှဲ့လည်နေတဲ့တစုံတရာတတဝါပေါ်လာရင်မရတရားကချင်းကပ်ပြီးထိလိုက်တယ်သူ့လက်ထဲမှာအားလုံးရဲ့အသက်နဲ့တေချင်းတရားရှိနေတယ်ဒီနေ့တော့သူတော်ထဲမှာလှပနုပြိုတဲ့တမင်ကလေးတစ်ကောင်ကိုတွေ့လိုက်တယ်သူတမင်ကလေးစီသွားပြီးကြာကြာကြည့်နေတယ်သူဆက်သွားဖို့လမ်းတဲ့အချိန်တမင်ကလေးရုတ်တရက်လှည့်ကြည့်လိုက်တယ်နှစ်ယောက်စလုံးရဲ့မျက်လုံးတွေတွေ့သွားတယ်ဒီလောက်အပြစ်ကင်းပြီးဂီယူနာတွေပြည့်နေတဲ့မျက်လုံးတွေကိုသူဘယ်တော့မှမမြင်ဘူးခဲ့ဘူးအဲ့ဒီအချိန်မရတရားတောင်ရက်တန့်သွားတယ်သူတကယ်ပဲတမင်ကလေးနဲ့မိတ်ဆွေဖြစ်ချင်နေတယ်တမင်ကလေးထွက်သွားတာကိုသူဘေးကနေတိတ်တိတ်လေးလိုက်ပြီးဝေးဝေးကနေရက်ကြည့်နေတယ်ဒါပေမဲ့ရုတ်တရက်သူ့လက်ကပန်းတပွင့်ကိုထိမိသွားတဲ့ပန်းကလည်းညှိုးသွားတယ်ဒါကိုမြင်တော့သူကြောက်သွားပြီးဘာလို့ရမှန်းမသိတော့ဘူးသူ့ကိုသူ့လက်တွေကိုဆက်ဆက်ပြီးမုန်းတီးလာတယ်တမင်ကလေးကိုထိခိုက်မှာကိုကြောက်နေတယ်ဒါကြောင့်ညနေမှမကြမ်းမချင်းဝေးဝေးကနေပဲကြည့်နေတယ်တမင်ကလေးအိပ်ပျော်သွားမှသာမရတရားကအနာကပ်ဖို့တတိရှိလာတယ်သူတမင်ကလေးကိုချစ်ချင်းမေတ္တာနဲ့ကြည့်ပြီးတမင်ကလေးလှုပ်သမျှကိုလိုက်လုပ်တယ်သူ့အနားမှာလဲအိတ်တယ်အဲ့ဒီနေ့ကစပြီးမရတရားဟာတမင်ကလေးရဲ့မျက်လုံးတွေကနေဘယ်တော့မှခွဲခွာမသွားတော့ဘူးတမင်ကလေးရေတောက်ရင်သူ့နားမှာထိုင်နေတယ်တမင်ကလေးခေါင်းလဲရင်သူလည်းခေါင်းလဲတယ်မိုးရွာရင်သူ့လက်မောင်းတွေဆန့်ပြီးလေနဲ့မိုးကြားကနေတမင်ကလေးကိုကာကွယ်ပေးတယ်နှစ်ယောက်တူလက်ပြည့်ဝင်းရဲ့အလှကိုခံစားကြတယ်ပိုးဆုံးကျူးတွေကိုအတူတူကြည့်ကြတယ်ຫນွေဦးကနေစောင်းကာလာအထိရာသီဥတုတိုင်းမှာမရတရားဟာတိတ်တဆိတ်တမင်ကလေးနဲ့တူရှိနေတယ်ဒါပေမဲ့ဒီနေ့တော့နှစ်ယောက်ခွဲခွာရတော့မယ်တမင်ကလေးကလှည့်ပြီးသူ့စီကိုကြည့်လိုက်တယ်သူ့ဘဝအဆုံးသက်တော်မှန်သူတီးလိုက်တယ်ဒါပေမဲ့သူ့ခေါင်းကိုဆက်ပြီးရှေ့ဆက်လိုက်တယ်မရတရားကငင်းဆန်တယ်ဒါပေမဲ့တမင်ကလေးကသူ့လက်ဖွားကိုနမ်းလိုက်တယ်အဲ့ဒီအချိန်မှာတော့မရတရားကိုသူလုံးဝမကြောက်တော့ဘူးသူမျက်လုံးဖွင့်လိုက်တဲ့အချိန်မရတရားကိုနောက်ဆုံးအချိန်မြင်လိုက်ရတယ်နှစ်ယောက်ချီးကျူးကြတယ်ဒါပေမဲ့ဒီခိုက်တန့်ကတိတ်ကိုတိုတောင်းလုံးနဲ့တမင်ကလေးဟာဖြည်းဖြည်းချင်းမျက်လုံးတွေမိတ်လိုက်တယ်မရတရားကသူ့ကိုပွေ့ဖက်ထားတယ်မနက်ခင်းကနေညနေထိသူ့စီမှာပဲရှိနေတယ်ပြီးတော့သူထာဝရအတွက်ဒေါ်ရဲကနေထွက်ခွာသွားတယ်